Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဓာတ်ရီရော်ရှူးရဲ့မိကမဲ3ရက်မြောက်နေ့ခန်းကြီးလေးကိုတွားချင်ပါတယ်180နဲ့မှ9လုံးမြောက်ခန်းကြီးလေးဖြစ်ပါတယ်အဲ့တော့ပထမဆုံးခန်းကြီးလေးကတော့ခိုးမဲဆိုတာဆန်ဆိုတဲ့ခန်းကြီးလေးပါเนาะခိုးမဲဆိုတာဆန်မှာသူ့ရဲ့အိုးရော်မီကကြတော့ဘဲအီဆိုပြီးတော့အတန်ထွက်ပါတယ်ဘဲအီခိုခုเนาะဘဲအီခိုခုဆိုတာကြတော့ဘဲအီကဆန်ခိုခုကနိုင်ငံအဲ့တော့ဆန်စားတဲ့နိုင်ငံကဘေးခိုခုအမေရိကန်ဖြစ်သွားတယ်ဆန်နိုင်ငံပေါ့နော်အဲ့တော့ဆန်စားတဲ့နိုင်ငံလို့ပြောရကြလားဒါမှမဟုတ်ရင်ဆန်နေတင်ပို့တဲ့နိုင်ငံလို့ဆိုလို့ချင်မှာတော့မပြောတတ်ဘူးပေါ့နော်ဘလို့အထိပ္ပယ်နဲ့ဆန်တဲ့နိုင်ငံတွေကိုပေါင်းပြီးတော့ဘေးခိုခုဆိုပြီးတော့အမေရိကန်ဖြစ်သွားပါတယ်ခိုမဲကကြတော့ဆန်ပါနော်အဲ့တော့သူ့ကိုဆန်ခန်းကြီးလေးကတော့အားလုံးလည်းသိမယ်လို့ထင်ပါတယ်နော်သူကပါလဲဆိုတော့ဒါလေးနှစ်ချက်ပါတယ်ပြီးသွားရင်ဒီလိုလေးဆွဲတယ်ဒါလေးလာတယ်ဒါလေးလာတယ်အဲ့တော့ဒါလေးကကြတော့ဟိုဟာလေးဗာလဲတစ်ပင်လေးနော်အဲ့တော့တစ်ပင်လေးတော့နှစ်ယောက်သားနှစ်ချက်ဆွဲလိုက်တယ်နှစ်ယောက်သားဒါလေးကတစ်ပင်ပေါ့နော်တစ်ပင်ရောင်းပြီးတော့ဆန်သွားဝယ်တယ်ပေါ့နော်နှစ်ယောက်သားတစ်ပင်ရောင်းပြီးတော့ဆန်သွားဝယ်တယ်ဆိုပြီးတော့မှတ်လို့ရပါတယ်နှစ်ယောက်သားဒါတစ်ပင်ဒါလေးကတစ်ပင်လေနော်တစ်ပင်ဟိုမှာသူကဒီလိုနှစ်ချက်ဆွဲလိုက်တာဆိုတော့နှစ်ယောက်သားတစ်ပင်နှစ်ယောက်သားဆန်တစ်ပင်နှစ်ယောက်သားတစ်ပင်ရောင်းပြီးတော့အပင်ရောင်းပြီးတော့ဆန်သွားဝယ်တယ်ပေါ့နော်နှစ်ယောက်သားအပင်ရောင်းပြီးတော့ဆန်သွားဝယ်ပါတယ်ဒါမဟုတ်နော်ဒီလိုမဟုတ်နော်ဒီလိုနော်ဟိုက်အဲ့ဆိုနောက်တစ်ခုသွားမယ်နောက်တစ်ခုကကျတော့ Q တဲ့เนาะ Q ဆိုတာကျတော့အဆင့်တို့ level တို့အဲ့လိုမျိုးပြောတာเนาะ Q ဆိုတာက level အဆင့်အဲ့လိုမျိုးပြောတာအဲ့တော့ဒီမှာဆိုရင်ခိုး Q ဆိုလို့ရှိရင်တော့အနောက်မှာနားထပ်ထည့်တယ်ပေါ့เนาะခိုး Q နာဆိုတာကအထက်တန်းကျတော့အဆင့်မြင့်တော့အဲ့လိုအဓိပ္ပာယ်နဲ့သုံးတာပါเนาะအနောက်မှာနားထပ်ထည့်တယ်เนาะခိုး Q နာဆိုလို့ရှိရင်အထက်တန်းကျတော့အဆင့်မြင့်တော့เนาะခိုး Q နာတကယ်လို့အလဲကဒီအရှိရာဒီနာကအလဲခန်းကြီးလေးနဲ့ပေါ့နော်နာကခန်းကြီးလေးနဲ့ထည့်လိုက်ရင်ကြတော့ချူ Q ဆိုပြီးတော့ဖြစ်သွားတယ်ချူ Q တဲ့ချူ Q ဆိုတာအလဲအလက်အဆင့်ကိုပြောချင်တာ intermediate level ပေါ့နော်ချူ Q ဆိုတာကြတော့အလဲအလက်ဥပမာဂျပန်စာ N3 ဆိုလို့ရှိရင်ဒါချူ Q intermediate level အလဲအလက်အဆင့်ဖြစ်တယ်နော်တကယ်လို့ N1 N2 ဆိုရင်ကြတော့ jaw Q တဲ့နော် jaw Q ဆိုတာကြတော့upper level upper intermediate level အဲ့လိုမျိုးပေါ့နော်အမြင့်တန်းအဆင့်ပေါ့နော် jaw Q တဲ့ jaw Q ဆိုလို့ရှိရင် jaw Q က upper intermediate ကိုပြောတာဖြစ်ပါတယ်အဲ့တော့ Q ဆိုတာကအဲ့လိုမျိုး level ပေါ့နော် 2Q လား jaw Q လား short Q N5 N4 ကိုကြတော့ short Q ဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ Q ဆိုတာကအဲ့ level ကိုပြောတာဖြစ်ပါတယ်သူ့မှာဗာလေးပါလဲဆိုလို့ရှိရင်ဒါကအချီပေါ့နော်အချီလေးပါပါတယ်ပြီးွားရင်ဒီလိုလေးလာတယ်ပြီးတော့ဒီကနေပြီးတော့နောက်ထပ်ဒီလိုလေးဆွဲလိုက်တယ်เนาะ Q level ဆိုရဲခန်းကြီးလေး level ပေါ့เนาะအဲ့တော့ဒါအရှိရစမ်းသေးတော့ H ကိုကိုစားပြုတယ်အဲ့တော့ H ချုပ်ကြတာပေါ့เนาะအဲ့တော့ H ချုပ်ကြတာဘာဖြစ်လဲဆိုလို့ရှိရင်ဒီကောင်ကကြတော့ဟိုဟာနဲ့တူတယ်လှေကားနဲ့တူတယ်ဒါလှေကားမလားအဲ့လိုလှေကားလိုမျိုးလေးနော်အဲ့ဒါဆိုတော့လှေကားပေါ့အဲ့တော့အဆင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အချုပ်ရတာလေအဆင့်ရှိရပေါ့နော် level အလဲဥမာပညာသင်အဆင့်လားပညာရှင်အဆင့်လားအလဲအဆင့်လားအဲ့တော့အချုပ်ကြတာလေလှေကားတက်ရတယ်လို့ပဲအဆင့်ရှိပါတယ်အဲ့တော့ Q level မှတ်ထားနော် Q levelနောက်တစ်လုံးကကြတော့ no kodu no kosu ဆိုတာကြတော့ကြံနေခြံနေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်နော် no kosu no kodu ကြံနေခြံနေအိုးရော်မီကကြတော့ဇန်လို့အတန်ထွက်တယ်နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဇန်ကျော်တဲ့နော်ဇန်ကျော်ဆိုတာကြတော့ဇန်ကျော်ဆိုတာအချိန်ပိုအလုပ်လုပ်ခြင်း overtime လုပ်တာကိုဇန်ကျော်လို့ခေါ်တာเนาะအဲ့ဒါဒီခန်းကြီးလေးเนาะဇန်ကျော် no kodi ဆိုရင် noun သူက main ရှိ noun အကျွင်းအကြံတယ်เนาะ no kodi ဆိုတာအကျွင်းအကြံ noun ဖြစ်ပါတယ် no kodu ဆိုတာကြတော့ကျွင်းကြံသည်ဆိုပြီးတော့မှ verb ဖြစ်ပါတယ် no kodu ကျွင်းကြံသည် no kosu ကကြတော့သူလည်းပဲ verb ကိုမှသူကဘာဖြစ်တာလဲဆိုတော့တာဒိုးရှိ verb ခြံခဲ့တာတမင်သက်လူကလှုပ်လိုက်တာ no kosu က
ခြံတာနိုခိုးရူကကြတော့ဂျီရိုရှိ verb ကြံတာနော်နိုခိုးရူကကြတော့ဂျီရိုရှိနိုခိုးရူကဂျီရိုရှိ verb ကြံတာနိုခိုးဆူကကြတော့ခြံတာဦးရောင်မီးကဇန်နဲ့အဲ့တော့ကြံနေခြံနေအကျွင်းအကြံအချိန်ပိုနှုတ်တယ်နော်ဇန်ဆိုလို့ရှိရင်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်တစ်ချက်ဆွဲလိုက်ရတယ်တယောက်တည်းပြန်ရေးမယ်နော်တယောက်တည်းဒါကြတော့ခတာခနာတလေးနဲ့တူလို့ဆန်စီရောကတလေးနဲ့တူလို့တခုဆန်းဆိုပြီးတော့အများကြီးပဲဆိုပြီးတော့မှတ်တယ်လေဟုတ်တယ်မလားအဲ့တော့တယောက်တည်းအများကြီးအလုပ်တွေလုပ်ရတယ်ပေါ့နော်လုပ်ရတဲ့အခါကျတော့တစ်ချက်နှစ်ချက်သုံးချက်မနက်3နာရီထိုးရအောင်မှာအလုပ်ကမနက်3နာရီထိုးရတယ်မနက်3နာရီထိုးရတယ်ဒါပေမဲ့အလုပ်ကဘာဖြစ်လဲဆိုတော့မပြီးဘူးအမားလေးချက်လိုက်လို့နော်အမားလေးချလိုက်လို့အလုပ်ကမပြီးဘူးအလုပ်ကမပြီးဘူးမပြီးတော့ဘာဖြစ်လဲဆိုတော့တစ်ခုတစ်ချက်ဆွဲလိုက်လို့တစ်ခုနိုခိုးစုခြံထားတယ်နိုခိုးစုကြံနေပါတယ်ဒါနိုခိုးစုခန်းကြီးလေးဖြစ်ပါတယ်အဲ့လိုလေးမှတ်လိုက်ခန်းကြီးကမှတ်လို့လွယ်သွားမယ်လို့ထင်တယ်နော်အဲ့တော့တယောက်တည်းအလုပ်တွေအများကြီးလုပ်ရတယ်အဲ့တော့မနက်3နာရီထိုးတာတော့အလုပ်တွေကမပြီးသေးပါဘူးဒါကြောင့်တစ်ခုကြံနေပါသေးတယ်နိုခိုးစုကြံနေခြံနေဟိုက်အဲ့ဆိုရင်နောက်ဆုံးသွားပါမယ်နောက်ဆုံးကကျတော့ခတာဆိုတဲ့ခန်းကြီးလေးဒီခတာကဟိုနီလန်းရဲ့ခတာမဟုတ်ဘူးเนาะဒီခတာကကြတော့ site ဆိုတဲ့ခတာလေးခိုခတာတို့အိုးခတာတို့အဲ့ဒီခတာ site ပေါ့အရွယ်အစားပေါ့ပြောရမယ်ဆိုလို့ရှိရင်အရွယ်အစားဆိုတဲ့ခန်းကြီးလေးဒီခတာအရွယ်အစားဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်เนาะအဲ့အရှိမအိုအိုအီခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်အိုအိုခတာဂဖြစ်သွားတယ်ခမဟုတ်တော့ပဲလေเนาะအိုခိခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်အိုဂတာဆိုတာစိုက်ကြီးကိုပြောတာပြီးတော့ခိုချီးဆိုင်လေးနဲ့ပေါင်းလိုက်ရင်ခိုဂတာဆိုတာစိုက်သေးကိုပြောတာเนาะခိုဂတာစိုက်သေးပြီးတော့ရှင်ဂတာရှင်ကအတာရရှိတက်တာနော်အဲ့တော့ပေါင်းလိုက်ရင်ရှင်ဂတာဆိုတာ model အသစ်ဥပမာ iPhone 17 Pro Max ဆိုလို့ရှိရင်အဲ့ဒါရှင်ဂတာပေါ့နော် model အသစ်ပေါ့နော်အဲ့တော့ခတာဆိုတာကအရွယ်အစားဆိုပြီးတော့မှတ်မယ်ဆိုရင်မှတ်လို့ရပါတယ်ခန်းကြီးဆွဲချက်လေးရဒီမှာ1 2 3 4 5 6 8 9ချက်ရှိရပေါ့နော်ခတာအရွယ်အစား site ဆိုတဲ့ခန်းကြီးလေးအရွယ်အဆွဲအစား site ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဒီခန်းကြီးလေးအားလုံးသိလားဒီခန်းကြီးလေးဒါပါခန်းကြီးလဲ yes ဖွင့်တယ်ဆိုတဲ့ခန်းကြီးလေးဟီရာခီမောက်ဖွင့်သည်ဆိုတဲ့ခန်းကြီးလေးเนาะအဲ့ဒီဖွင့်တယ်ဆိုတဲ့ခန်းကြီးလေးတဲ့ဘာလေးကလာတူနေလဲဆိုလို့ရှိရင်ဒီကောင်လေးဒါလေးကဒီခတာခန်းကြီးလေးမှာပါသွားတာเนาะအဲ့ဒါကိုဒီလိုထပ်ထည့်လိုက်လို့ရှိရင်ဖွင့်တယ်ဆိုတဲ့ခန်းကြီးဖြစ်သွားပြီလေเนาะဆန်စီတော့အခုယူချင်တာအဲ့ဒါကိုမယူချင်ဘူးဆန်စီတော့ယူချင်တာဒါလေးကိုယူလိုက်တယ်အဲ့တော့ဒါလေးကတကားဖွင့်တဲ့ခန်းကြီးလေးရဲ့မှာပါတယ်ဟာလေးပေါ့နော်အဲ့တော့ဖွင့်တယ်လို့ပဲမှတ်လိုက်တယ်အဲ့တော့တကားဖွင့်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုလို့ရှိရင်ခန်းဆန်စီတော့ဒါလေးကိုခန်းကြီးမှာဓာလို့မှတ်တယ်ဓာတွေကိုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်မြေကြီးပေါ်မှာခတာစိုက်စုံတွေ့ရတယ်ခတာစိုက်စုံတွေ့ရပါတယ်ဟုတ်ပြီเนาะအဲ့လိုလေးမှတ်တယ်ဆိုရင်ရပါတယ်ဒါလေးကဟီရာခုတကားဖွင့်တဲ့ခန်းကြီးလေးမှာပါတာအဲ့တော့တကားလေးဖွင့်လိုက်တော့ဓာတ်တွေကိုတွေ့ရတယ်မြေကြီးပေါ်မှာခတာစိုက်စုံတွေ့ရတာဖြစ်ပါတယ်အဲ့တော့အိုခိနဲ့ပေါင်းလိုက်ရင်အိုဂတာစိုက်ကြီးချီဆိုင်နဲ့ပေါင်းလိုက်ခိုဂတာစိုက်သည်အာတာရရှိနဲ့ပေါင်းလိုက်ရင်ရှင်ဂတာကြတော့မော်ဒယ်အသစ်ဖြစ်ပါတယ်အဲ့နောက်တစ်ခုကကြတော့ဇေးဆိုတာကအခွန်ကိုပြောတာပါဇေးဆိုတာကအခွန်ပါเนาะအဲ့ဒီမှာဆိုရင်ရှောဟူဇေဟာလားရှောဟူဇေเนาะရှောဟီဇေပါเนาะဟိုမဟုတ်ဘူးဒီဟာလေးမှာနဲ့ရှောဟီဇေဆိုတာသုံးဆွဲခွန်ကိုပြောတာရှောရယ်နောက်ပြီးတော့ရှင်ဟီကကြတော့အသုံးစရိတ်ပေါ့เนาะဇေကကြတော့အခွန်ဆိုတော့ရှောဟီဇေကသုံးဆွဲခွန်နောက်ဇေခင်းဆိုတာအခွန်ငွေကိုပြောတာဇေဤကအခွန်ခင်းကငွေဆိုတော့ဇဲခင်းဆိုလို့ရှိရင်အခွန်ငွေပြောတာပါเนาะအဲ့အခွန်ဆိုတဲ့ခန်းကြီးလေးပါအဲ့တော့ခန်းကြီးမှာဒါလေးဒီစင်စီတို့အမြဲတမ်းဝါတာဝါတာရှိခန်းကြီးလေးအဲ့ဒီဝါတာရှိခန်းကြီးရဲ့အရှိဟာလေးမို့လို့ဝါတာရှိလို့မှတ်လိုက်တယ်ဝါတာရှိရောဒါနှစ်ချက်ဆွဲလိုက်တယ်ပြီးတော့လို့ရှိရင်ဒါလေးကတော့အနီခန်းကြီးလေး
ဟုတ်တယ်မလားမှတ်မိလားဒါလေးကအာနီအကိုခန်းကြီးလေးလေအဲ့တော့ဝါတာရှိရောအကိုရောနှစ်ယောက်စလုံးအခွန်ဆောင်ရပါတယ်ဟုတ်ပြီနော်ဝါတာရှိရောနှစ်ယောက်စလုံးအကိုရောဒါအာနီဝါတာရှိရောအာနီအကိုရောအခွန်ဆောင်ရပါတယ်ဝါတာရှိလေးရဲ့အာနီလေးရဲ့နှစ်ချက်ကလေးရဲ့ပေါင်းထားတာဟာဇဲဤအခွန်ဝါတာရှိရောအကိုရောအခွန်ဆောင်ရပါတယ်ဇဲဤအခွန်နောက်တစ်ခုကကြတော့ခိုမှုဆိုတာကလူပြည့်ကျက်တာလူပြည့်တာလူကျက်တာကိုခိုမှုလို့သုံးပါတယ်เนาะဒီမှာဆိုရင်ခိုမှုဆိုရင်လူပြည့်ကျက်တာနောက်ဖူရီခိုမှုဆိုတော့တော်သုံးတယ်เนาะဖူရီခိုမှုကြတော့သူကဘန်ငွေလွှဲတာဖြစ်သွားတယ်ဥပမာအခုကီပေးကနေပြီးတော့မငွေလွှဲလိုက်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါဖူရီခိုမှုပါပဲဂျပန်ကိုဘန်ငွေလွှဲလိုက်တယ်ဆိုရင်လည်းအဲ့ဒါဖူရီခိုမှုပါပဲဖူရီခိုမှုပေါ့เนาะဖူရီခိုမီ must ပေါ့ verb တယ်ဆိုလို့ရှိရင်အဲ့ဖူရီ must care ဆိုလို့ရှိရင်အဲ့ဖူရီခိုမှုဆိုတာဘန်ငွေလွှဲတာနောက်လို့ရှိရင်ဇေးခိုမီဇေးဆိုတာခုနအခွန်ငွေဝါတာရှိရောနှစ်ယောက်လုံးအကိုရောအခွန်ဆောင်ရတယ်ဇေးရဲ့အခုခိုမီရဲ့ပေါင်းပြီးတော့ဇေးခိုမီကြတော့အခွန်ပါပြီးသားပစ္စည်းတစ်ခုခုဝယ်လို့ရှိရင်အခွန်ပါပြီးဈေးနှုန်းလားအခွန်မပါသေးတဲ့ဈေးနှုန်းလားဆိုပြီးတော့မှကြည့်ရတယ်เนาะဂျပန်မှာပစ္စည်းတစ်ခုခုဝယ်လို့ရှိရင်အဲ့တော့ဒီမှာရေးထားတဲ့ထားတော့450ရန်လို့ရေးထားတယ်ဆိုလို့ရှိရင်အဲ့ဒါအခွန်ပါပြီးဈေးနှုန်းလားပေါ့เนาะဇေးခိုမီအခွန်ပါပြီးသားဈေးနှုန်းဆိုလို့ရှိရင်ဇေးခိုမီဆိုပြီးတော့ဖတ်ပါတယ်เนาะအဲ့တော့ခိုမီဆိုတာတစ်လုံးနဲ့ပဲဆိုရင်တော့လူပြည့်ကျက်တာပေါ့เนาะအဲ့တော့ဆွဲတာလေးကဒီမှာဒါလေးရယ်ပြီးတော့ရှင်ရှေ့ကလမ်းလေးရယ်ပါเนาะအဲ့တော့ကြတော့ဒီခန်းကြီးလေးကဟာအီရူဝင်ဒီဆိုတဲ့ခန်းကြီးလေးเนาะဟာအီရူဝင်ဒီဆိုတဲ့ခန်းကြီးလေးဒါလေးကကျတော့လမ်းကိုကူစားပြတယ်အဲ့တော့လမ်းနဲ့ကိုလူတွေအများကြီးဝင်လာတော့ပြေးချက်ကုန်တယ်ပေါ့เนาะဟုတ်ပြီเนาะအဲ့တော့ဒါလေးကကျတော့ဟာအီရူဝင်တာဒါလမ်းနဲ့ကိုလူတွေအများကြီးဝင်လာတော့ဟာခုံမှုပြေးချက်ကုန်ပါတယ်ဟဲ့နောက်တစ်ခုသွားပါမယ်နောက်တစ်ခုကကျတော့ခတယ်အဲ့တော့ခဆိုတာတစ်လုံးနဲ့တော့ဗာအဓိပ္ပာယ်မှာမရှိဘူးဒါပေမဲ့သူများနဲ့ပေါင်းရင်ခခုတန်မိုးဆိုပြီးတော့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ခခုဆိုတာကျတော့ each ဆိုတဲ့ခန်းကြီးလေးချင်းစီဆိုတဲ့လေเนาะ each ဆိုတဲ့ချင်းစီဆိုတဲ့ခန်းကြီးလေးကခခုเนาะအဲ့ဒါလေးကိုခလေးနဲ့ပေါင်းလိုက်ရင်ခခုကတန်မိုးဖြစ်သွားတယ်ပြီးတော့တေဟိကဆိုတာသတ်မှတ်စီနှုံးပေါ့သတ်မှတ်စီနှုံးဆိုတာဥပမာပစ္စည်းတစ်ခုဝယ်တယ်ဆိုလို့ရှိရင်ဒီပစ္စည်းက450ဆိုရင်အဲ့ဒါသူ့ရဲ့တေဟိကပဲသတ်မှတ်စီနှုံး short လို့မရတော့ဘူးသတ်မှတ်ထားတာဒီစီပဲပေါ့เนาะ450ဆိုပြီးတော့အဲ့ဒါလေးကတေဟိကသတ်မှတ်စီနှုံးခခုကတန်မိုးအဲ့တော့ခဆိုတဲ့ဟာအဲ့ဆိုရင်တန်မိုးလို့ဈေးနှုံးလို့အဲ့လိုမျိုးအဓိပ္ပာယ်ရောက်တဲ့ခန်းကြီးတွေဖြစ်ပါတယ်เนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ခန်းကြီးကဓာတိခန်းကြီးတို့ကလူကိုကိုစားပြုပါတယ်အနောက်ကဆိုတော့ဒီလိုလေးဆွဲတယ်နောက်ဒီလိုလေးလာတယ်ဒီလိုလေးထည့်လိုက်တယ်ဒီလိုလေးလှုပ်လိုက်တယ်ဆန်းစီကဘလို့မြင်အောင်လိုက်လဲဆိုတော့ဒီအနောက်ကပုံလေးကိုလေဟိုချစ်ဈေးသွားလို့ရှိရင်ကင်ရတဲ့ဈေးချင်းတောင်းလေးနဲ့မြင်အောင်လိုက်တယ်ဒီနားလေးကနေပြီးတော့ကင်တယ်လေကင်ပြီးတော့ဒီနားလေးကချင်းတောင်းလေးလေသိရမလားဒါကချင်းတောင်းလေးဒါကလက်ကင်လေးလေအဲ့လိုမျိုးချင်းတောင်းလေးအနေနဲ့မြင်အောင်လိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေကကိုယ့်ရဲ့ချင်းတောင်းလေးကိုတစ်ခုခုပစ္စည်းပေါ့ဝယ်ဖို့အတွက်ထည့်ရတော့မယ်ဆိုလို့ရှိရင်ခခုတန်မိုးအဲ့ပစ္စည်းရဲ့တန်မိုးကိုကြည့်ရတယ်တဲ့ဤကအဲ့ပစ္စည်းရဲ့သတ်မှတ်ဈေးနှုန်းကိုကြည့်ရတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးမှတ်လိုက်တယ်ပေါ့နော်ပြန်ပြောရမယ်ဆိုလူတွေအနေနဲ့ဒါကချင်းတောင်းဈေးချင်းတောင်းလေးဆွဲပြီးဈေးသွားတဲ့အခါမှာဈေးချင်းတောင်းလေးကိုပစ္စည်းတွေထည့်တော့မယ်ဆိုလို့ရှိရင်မထည့်ခင်မှာအဲ့ဒီပစ္စည်းရဲ့ခခုတန်မိုးကိုကြည့်ပြီးတော့မှထည့်ရပါတယ်နော်ဈေးမကြည့်ဘဲနဲ့စုဝယ်ရမျိုးမဟုတ်ဘဲနဲ့သူကသူ့ရဲ့ချင်းတောင်းလေးကိုထည့်တော့မယ်ဆိုလို့ရှိရင်ခခုတန်မိုးကိုကြည့်ပြီးတော့မှထည့်ပါတယ်ဆိုပြီးတော့မှတ်ပါတယ်နောက်ဆုံးတစ်လုံးကကျတော့ခခုသူကအတန်ထွက်ကခုနကတော့ကိုခုနကတော့ကျတော့ခခုပေါ့နော်ဒီခခုကကျတော့ yes ဟုတ်တယ်ခုနကတော့ခခုရဲ့ဒီခခုလေးကိုတော့မှာနော်ခခုလေးကိုတော့မှာအဲ့တော့ခခုဆိုတဲ့ဟာကတလုံးနဲ့ပါအဓိပ္ပာယ်မှာမရှိဘူးဒီမှာသူသုံးတာဆိုတော့အရှိကဂေါ်အဥခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်ဂေါ်ခခုစာမေးပွဲအောင်ဒီဆိုပြီးတော့သုံးတယ်ပြောရလို့ရှိရင်ခခုရာစုအနောက်ကရာစုဤဈေးသက်တာတော့နဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ခခုရာစုဟာဈေးသက်တာချင်းဆိုပြီးတော့မှသုံးတယ်နော်အဲ့တော့ခခုကဘာအဓိပ္ပာယ်မှာမရှိဘူးသူနဲ့တွဲသုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်အတိုင်းသူကလိုက်ပေးတယ်ဆိုပြီးတော့မှတ်လို့ရတယ်အဲ့တော့သူ
ရဲ့ခန်းကြီးကလည်းဒီမှာကြည့်မိနာဆန်ဒီခန်းကြီးတည်ပြီးဒါဒီခခုခန်းကြီးလေးဟုတ်တယ်မလားခခုခုနပြောရဲ each ချင်းစီဆိုတဲ့အဓိပ္ပာယ်လေးနေနော်အဲ့တော့ဒီတစ်လုံးထဲကဒါလေးကခခုဖြစ်ပြီးအဲ့ဒါအရှေ့ဝါတာရှိလေးထည့်လိုက်တာနော်အဲ့ဒါဒီလေခခုပဲဘာအဓိပ္ပာယ်မှမရှိဘူးနော်အဲ့တော့အရှေ့ကဝါတာရှိလေးထည့်လိုက်တယ်အနောက်ကခခုချင်းစီဆိုတဲ့ခန်းကြီးလေးထည့်လိုက်တယ်အဲ့နှစ်ခုပေါင်းပြီးတော့ခခုအဲ့တော့ဂေါခခုအာဥနဲ့ပေါင်းရင်ဂေါခခုစာမေးပွဲအောင်တာခခုရာစုဤနဲ့ပေါင်းရင်ဇီသက်တာခုနကတော့ခခုဆိုတဲ့ခတန်မိုးနဲ့ပေါင်းလိုက်ရင်ခခုဆိုပြီးတော့တန်မိုးဖြစ်သွားပါတယ်အဲ့တော့တစ်လုံးနဲ့ဘာအဓိပ္ပာယ်မှမရှိဘူးဒါဒီချင်းစီဆိုတဲ့ခခုသူ့ရဲ့အရှင်မှာဝါတာရှိလေးပဲထည့်လိုက်တာခခုဖြစ်သွားတယ်သူနဲ့တွဲသုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်အတိုင်းပဲရပါတယ်အဲ့ဆိုရင်တော့ဒီနေ့ခန်းကြီးလေးကိုအားလုံးမှတ်တတ်သွားမယ်လို့ထင်ပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်သိချင်တဲ့စာလေးရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးစနေဖြည့်ပေးပါမယ်ရှင်ကျေးဇူးပါတက်တာပါနော်